ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာဖိုက်တာသွေးလင်းထက်ရဲ့ပွဲစဉ်အသစ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သွေးလင်းထက်ရဲ့ပွဲစဉ်ကိုပရိသတ်တွေစောင့်မျှော်နေခဲ့တာတော်တော်ကြာနေပြီဖြစ်ပြီးအခုတော့ One Championship ဘက်ကသူ့ရဲ့နောက်ထပ်ပွဲစဉ်ကိုထုတ်ပြန်လာခဲ့ပြီးဖြစ်ပါတယ်။ဒီတစ်ချိန်မှာသွေးလင်းထက်ရင်ဆိုင်ရမယ့်ပြိုင်ဘက်ကတော့လက်ရှိ One Championship မှာစွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့နိုင်ငံခြားသားဖိုက်တာတအုပ်ဖြစ်ပါတယ်။အသက်အရွယ်ကိုလုံးကိုပေါင်းတဲ့အရက်အမောင်းမိုင်းကိုကြည့်မယ်ဆိုရင်လည်းသွေးလင်းထက်နဲ့အတော်လေးလိုက်ဖက်တဲ့တိုင်ဘက်တအုပ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့တိုင်ဘက်ကိုအလွယ်တကူ short ထွက်လို့တော့မရပါဘူး။သူဟာ One Championship မှာအတွေ့အကြုံရှိပြီးသားဖိုက်တာတအုပ်ဖြစ်တယ်လို့သူ့ရဲ့နောက်ဆုံးပွဲစဉ်တွေမှာလည်းအထင်ကြီးစရာကောင်းတဲ့စွမ်းဆောင်ရည်တွေပြသထားပါတယ်။အထူးသဖြင့်သူ့ရဲ့လက်သီးပါဝါနဲ့လက်သီးတွဲလုံးတွေကအတော်လေးအနေရရှိပါတယ်။တစ်ချက်တည်းကိုပဲအာကိုဘီထူးတဲ့ဖိုက်တာမျိုးမဟုတ်ပဲလက်သီးတွေကိုစက်တိုက်ပေါင်းဆက်ပြီးဖိအားပေးနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါအပြင်သူဟာနောက်ဆုတ်ပြီးစောင့်ကစားတာမျိုးထက်ပြန်မနဲ့ရင်ဆိုင်ပြီးအပြန်အလှန်ထိုးတက်ရတာကိုပိုနှစ်သက်တဲ့ဖိုက်တာမျိုးလည်းဖြစ်ပါတယ်။ဆိုလိုတာကတော့ဒီပွဲဟာပရိသတ်တွေအတွက်ကြည်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သွေးလင်းထက်ကိုယ်တိုင်ကလည်းဒိုက်စစ်ဆင်ရတာကိုနှစ်သက်တဲ့ဖိုက်တာတအုပ်ဖြစ်တာကြောင့်ပါ။ဖိုက်တာနှစ်ယောက်စလုံးကရှီတိုဘီထိုးတက်မဲ့ဆိုရင်တော့ဒီပွဲမှာအပြန်အလှန်လက်သီးဖလှယ်မှုတွေအများကြီးမြင်တွေ့ရနိုင်ပါတယ်။ဒါပေမဲ့သွေးလင်းထက်အတွက်အရေးကြီးဆုံးအချက်တစ်ခုလည်းရှိနေပါတယ်။အရင်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်သွေးလင်းထက်ဟာသူ့ရဲ့အဓိကလက်နက်တွေဖြစ်တဲ့နောက်ပြန်လက်ကန်ချက်တွေနောက်ပြန်လက်ရိုက်ချက်တွေကိုအတော်လေးအသုံးများခဲ့ပါတယ်။အစောပိုင်းပွဲစဉ်တွေမှာဒီနီလန်တွေကအလုပ်ဖြစ်ခဲ့တာမှန်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာပြိုင်ဘက်တွေကသူ့ရဲ့တိုက်ပွဲပုံစံကိုပိုပြီးနားလည်လာတဲ့အချိန်မှာတော့ဒီနီလန်တစ်မျိုးတည်းကိုအားကိုးနေခြင်းကအနည်းရှိလာနိုင်ပါတယ်။ပြိုင်ဘက်ကကိုယ့်ရဲ့အဓိကတိုက်စစ်ပုံစံကိုကြိုတင်ဖတ်နိုင်သွားပြီဆိုရင်တံပြန်တိုက်စစ်အတွက်အခွင့်အရေးပိုရသွားနိုင်ပါတယ်။ဒါကြောင့်ဒီကချိန်ပြန်လဲရှင်ကိုင်းမဲ့ပွဲမှာသွေးလင်းထက်အနေနဲ့တိုက်ပွဲပုံစံအသစ်တွေလက်တီးတွဲလုံးအသစ်တွေခြေလန်းရွှေရမှုတွေနဲ့နီးပြူဟာပိုင်းကိုဘလောက်အထိပြောင်းလဲလာမလဲဆိုတာအရန်စိတ်ဝင်စားစရာကောင်းပါတယ်ဒီပွဲအတွက်ပြိုင်ဘက်ကလည်းလက်တီးအကောင့်တဲ့ဖိုက်တာတယောက်ဖြစ်တဲ့အတွက်သွေးလင်းထက်အနေနဲ့အပြန်အလှန်လက်တီးဖလှယ်မှုတွေထဲမှာတတိထားဖို့လိုပါတယ်တစ်ဖက်မှာတော့ဒီလိုရှစ်တူဖိအားပေးတဲ့ပြိုင်ဘက်မျိုးဟာသွေးလင်းထက်အတွက်အခွင့်အရေးလည်းဖြစ်လာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ပြိုင်ဘက်ကအမြဲရှိတိုးလာမယ်ဆိုရင်သူ့ရဲ့ရွေးရှားမှုကိုဖတ်ပြီးတံပြန်တိုက်စစ်တွေအသုံးပြုနိုင်တဲ့အခွင့်အရေးတွေပိုရလာနိုင်လို့ပါဒါကြောင့်ဒီပွဲရဲ့အဓိကစိတ်ဝင်စားစရာအချက်ကတော့သွေးလင်းထက်ဟာအရင်ကထက်ဘလောက်အထိထိုးတက်ပြောင်းလဲလာနိုင်မလဲဆိုတာပဲဖြစ်ပါတယ်ပွဲတွေကနေရရှိခဲ့တဲ့အနိုင်ရလက်တွေရှုံးနိမ့်မှုတွေဟာဖိုက်တာတယောက်အတွက်အရေးကြီးတဲ့သင်ခန်းစာတွေဖြစ်ပါတယ်အထူးသဖြင့်အချိန်တစ်ခုကြာပြီးမှပြန်လည်ရှင်ပြန်ရတဲ့ဖိုက်တာတအုပ်အတွက်တော့ဒီအချိန်တွင်းဘယ်လိုလေ့ကျင့်ခဲ့လဲဘာတွေပြင်ဆင်ခဲ့လဲဆိုတာကပွဲရလက်အပေါ်အများကြီးတက်ရောက်နိုင်ပါတယ်သွေးလင်းထက်အနေနဲ့ဒီပြန်လာတဲ့ပွဲမှာအရင်ကထပ်ပိုပြီးစုံနေတဲ့တိုက်ပွဲပုံစံကိုပြသနိုင်မလားတစ်ချက်တည်းကိုစောင့်ပြီးထိုးတက်တဲ့ပုံစံကနေလက်သီးခြေကန်ချက်နဲ့တံပြန်တိုက်စစ်တွေကိုပိုပြီးပေါင်းဆက်အသုံးပြုလာမလားဒါတွေကတော့ပရိသတ်တွေစောင့်ကြည့်ရမယ့်အဓိကချက်တွေဖြစ်ပါတယ်ဒီပွဲကိုလာမယ့်စက်တင်ဘာလ17ရက်နေ့မှာကျင်းပမယ့် One Championship ပြိုင်ပွဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်အခုလောလောဆယ်မှာတော့ပြိုင်ဘက်ရဲ့အရင်ပွဲစဉ်တွေကိုကြည့်ပြီးသူ့ရဲ့လက်သီးပါဝါတိုက်ပွဲပုံစံနဲ့အားသာချက်တွေကိုလေ့လာကြည့်ဖို့လိုပါတယ်တခုတော့သိချပါတယ်ဒီပွဲဟာသွေးလင်းထက်အတွက်လွယ်ကူတဲ့ပွဲတစ်ပွဲမဟုတ်ပါဘူးဒါပေမဲ့ပြိုင်ဘက်ရဲ့ရှေ့တိုးဖိအားပေးတဲ့တိုက်ပွဲပုံစံနဲ့သွေးလင်းထက်ရဲ့တံပြန်တိုက်စစ်တွေတွေ့ဆုံမဲ့အတွက်ပရိသတ်တွေကြည်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်